ဝဲမြရတော့ဘုညာစာရလင်္ကာနာပြေဝန်တော့မဟာနာယကဆရာတော်ဒုမုတ်ဗရဏနာယကဆရာတော်ဒီကြောင်းရဲ့နေတူကနေ့စဉ်လက်ပတ်မှုကတော့သေးစိတ်အပြင်ပြောမယ်ဆိုရင်တော့ဒါမနဲ့အေရထချင်းပေါ့အေရထချင်းဆိုတာတော့တလနဲ့တလမတူဘူးသူကအယုံတက်တဲ့ပုံမှာမူတည်ပြီးတော့အောင်စွန်းစားတုံးခောက်ခြင်းအဲစွန်းစားတုံးခောက်ခြင်းပုံမူတည်ပြီးတော့အေရထချင်းကကွဲပြားတယ်အကျမ်းမြအဖြစ်တော့အောင်စွန်းစားတုံးမခောက်မီနာယူဝက်တော့ကြိုထပြီးတော့ကိုစွန်းတဲ့ဘာဝနာကုသိုလ်လေးတွေနည်းနည်းပပပြုတ်ပြီးတော့အောင်စွန်းစားကောင်းတဲ့စွန်းစားကြွပေါ့အဲလိုစွန်းစားကြွရင်တော့လေအကုန်လုံးစုံအောင်ကြွတာကျမကြီးမကောင်းတာတစ်ခုလောက်ပဲကျမကြီးမကောင်းတဲ့တန်ခါးတွေအတွက်တည်တံ့ပြင်ဆင်ထားတဲ့နေရာမှာသွားပြီးတော့ဖုံးပေးရတယ်မသွားနိုင်တဲ့ကိလနာတွေမှာပဲမသွားနိုင်တဲ့နေရာတို့လေးပို့ပေးတာတော့ပဲရှိတယ်စီကံရဆိုတော့ဖြစ်နိုင်တော့အကုန်ကြွရတယ်အောင်စွန်းဖုံးပေးရင်ခဏနားပြီးတော့9 နာရီမတင်လောက်ဆိုရင်စံကြောင်းတုံးခောက်စံကြောင်းတုံးခောက်လို့ရှိရင်ဒါဝေယဝဆတန်ရှင်းလေး15 မိနစ်လောက်လုပ်ပြီးလို့ရှိရင်9 နာရီထိုးရင်စံကြောင်းစတာပဲစံကြောင်းတက်ပြီးလို့ရှိရင်7 နာရီထိုးရင်တကြောင်းတိုက်လုံးနီးပါသူ့တန်းတဲ့သူစာဝါတွေရှိတယ်ကိုတက်မှတ်တဲ့အဆောင်တွေမှာသူ့ရဲ့အတန်းပိုင်ဆရာများကတီးချပေးတယ်အဲ့ဒီဆောင်တွေမှာသွားပြီးတော့တက်ရတယ်7 နာရီနဲ့9 နာရီထိစာဝါတက်ချိန်ပဲတကြောင်းတိုက်လုံးနီးပါဒီကြောင်းမှာစာဝါရှိတယ်9 နာရီထိုးရင်ပြီးသွားပြီးတော့9 နာရီကျော်ကနေ10 နာရီလောက်ထိတော့ဒီကြောင်းမှာနေ့စဉ်ဆုံးကတ်လာတဲ့တရားဓမ္မတွေအတွက်ပရိယုတ်ပြီးတော့အနုမောဒနာတရားဟောကြားပေးတယ်အဲ့ဒါပြီးတော့ရေချိုးပါညာကိုလက်တန့်စင်လုပ်ငန်းပေါ့10 နာရီခွဲလောက်ဆိုရင်နေဆုံးဖုံးပေးဖို့ဒါဆွမ်းကြောင်းကြွပြီးတော့အားလုံးပဲဒီလူညာတို့အဲ့လိုဖုံးပေးရတယ်ဆွမ်းစားမလိုက်လို့လည်းမရဘူးမလိုက်ရင်လည်းစီကံပြတ်တာပဲအဲ့ဒါဒဏ်ပေးခံရတယ်နေဆုံးစားပြီးဆို7 နှစ်ကနေ1 နာရီလောက်ထိအနားယူချိန်ပေါ့ကျင်းချိန်ပေါ့အဲ့လည်းပဲမဖြစ်မနေနားယူရတယ်အဲ့လိုလေးတော့စီကံလေးတွေရှိတယ်1 နာရီ15လောက်ဆိုရင်ထားတုံးခောက်ပြီးတော့အဲ့1 နာရီ15ကနေစပြီးတော့စာကြည့်ရတယ်တချို့2 နာရီထိုးရင်စာဝါရှိတယ်2 နာရီမှဒီ3 နာရီပေါ့စာဝါတစ်ဝါချရင်တော့ပုံမှန်သတ်မှတ်ချိန်1 နာရီပဲ3 နာရီမှခဏနားပြီးတော့ရေချိုးထားတဲ့သင်္ကန်းတွေပါတယ်တန်းမှလှမ်းထားတယ်အဲ့ဒါတွေရုပ်ရတယ်15 မိနစ်လောက်3 ခွဲရင်ပြန်စ4 နာရီထိုးရင်လည်းတကြောင်းတိုက်လုံးနီးပါးတခါစာဝါရှိတယ်ဒီကြောင်းမှာတော့စာဝါချချိန်ပင်မမနေ့7 နာရီအချိန်နဲ့ညနေ4 နာရီအချိန်ကစာဝါအများဆုံးအချိန်ပဲ4 နာရီကနေ5 နာရီထိစာဝါတက်9 နာရီထိုးရင်တော့တကြောင်းတိုက်လုံးတန်ရှင်းရေးဝေယဝဆပြုလုပ်ချိန်နဲ့အနည်းဆုံးနိုင်ဝက်လောက်လုပ်ရတယ်ခဏနားပြီး6 နာရီထိုးရင်လည်းပဲအလုံးဖျားဝပြုခြင်း6 နာရီထိုးကဖျားဝပြုခြင်းကလည်း1 နာရီကြာတယ်9 နာရီထိုးမှပြီးတာ9 နာရီထိုးရင်ဖြိုရည်တုံးခောက်ပြီးတော့ဖြိုရည်စက်ကတ်ခြင်းအပြီး7 နာရီမတင်လောက်ဆိုရင်စံကြောင်းပြန်စတယ်7 နာရီမတင်စလိုက်တဲ့စံကြောင်းက9 နာရီမှခဏနား9 နာရီခွဲရင်ပြန်စ10 နာရီခွဲရင်သိ17 ထိုးရင်တော့အားလုံးအိပ်ရဝင်ရတော့အားလုံးပြီးပိတ်ရတယ်အဲ့ဒါတနေ့တာလက်ပတ်မှုပေါ့ပုံမှန်တိုင်းပဲသွားတယ်ဒီကြောင်းကဆရာတော်ကြီးများပြန်တော်မူသွားတဲ့ဆရာတော်ကြီးနှစ်ပါးဒါတည်ထောင်ခဲ့တယ်အထူးသဖြင့်တော့ဒုတိယမြတ်စွာဘုရားဆရာတော်စိတ်သက်ပိုင်းရောစီကံပိုင်းရောပညာရေးပိုင်းရောဝိနည်းသိက္ခာကျင့်ပိုင်းတွေရောအားလုံးပြည့်စုံစွာဆောင်ရွက်ပေးထားခဲ့တယ်ပေါ့ဒါဦးဇင်းတို့ကအဲ့ဒီဆရာတော်များချမှတ်ခဲ့တဲ့လမ်းကြောင်းတိုင်းပဲဒါထိမ့်သိမ်းဆောင်ရှောက်သွားတဲ့အပိုင်းကဏ္ဍလောက်ပဲရှိတာအဲ့တော့ခေတ်နဲ့ညီနည်းနည်းပါးလောက်ပဲပြုပြင်ပြောင်းလဲတာလေးတွေပဲရှိတယ်ကြိုးရိုးကတော့ဆရာတော်ချမှတ်ခဲ့တဲ့စီကံတိုင်းပါပဲဆရာတော်ချမှတ်ခဲ့တဲ့လမ်းကြောင်းတိုင်းထိမ့်သိမ်းခြင်းအပိုင်းနဲ့သွားတာပါဒီလောက်ပါပဲမြတ်စွာဘုရားပွင့်ထွန်းတဲ့ပူလာတဲ့ဆိုတာလူနဲ့ပြမတ္တဝါတို့ရေကောင်းကျိုးချမ်းသာအတွက်ပွင့်ထွန်းတော်မူလာတယ်ဘုရားရှင်ဟောကြားတော်တရားတော်များသည်လည်းပဲလူနဲ့ပြမတ္တဝါတို့ရေကောင်းကျိုးချမ်းသာအတွက်ပဲဟောကြားတော်မူတယ်ဒီတရားတော်များကိုတန်ဃာတော်များကထိမ့်သိမ်းဆောင်ရှောက်ခြင်းလုပ်ငန်းကိုအဓိကဆောင်ရွက်တယ်တန်ဃာတော်တွေရဲ့တာဝန်3 ခုပေါ့ခုနမြတ်စွာဘုရားဟောကြားခဲ့တဲ့လူနဲ့ပြမတ္တဝါတို့အတွက်ချမ်းသာကြောင်းဖြစ်တဲ့တရားပေါ့ဒါကိုလည်းသာသနာလို့လည်းခေါ်တယ်တရားနဲ့သာသနာတူတူပါပဲအဲ့ဒီတရားနဲ့သာသနာကို
တန်ဃာတော်ရှင်မြတ်တွေကမပြောက်ပြက်အောင်ရည်ရှိတည်တံ့ခံမြဲအောင်ထိမ့်သိမ်းဆောင်ရွက်ခြင်းကိစ္စပေါ့ဒါတစ်ခုပေါ့ဒီအတွက်ကိုသင်ကြားလေ့လာမှုတွေဒါဆောင်ရွက်ရတယ်ဆရာကတပည့်ကိုသင်ကြားပေးရတယ်အဲ့တပည့်ကတနေ့မှဆရာဖြစ်တယ်အဲ့ဒီဆရာကတပည့်ထပ်မွေသင်ကြားပေးရတယ်လက်ဆင့်ကမ်းအမွေလို့ပြောလို့ရတယ်ဒီလိုနည်းအပြင်ဒီသာသနာတနည်းအားဖြင့်ပြောရင်တရားမပြောက်ပြအောင်ထိန်းသိမ်းဆောင်ရှောက်ခြင်းလုပ်ငန်းပေါ့ဒါတွေနဲ့တော့လည်းမရသေးဘူးဒုတိယလုပ်ငန်းကသာသနာဝန်ထမ်းရှင်ရန်များဆိုတာကသာသနာတော်ရဲ့အဓိကတာဝန်ရှိကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ပေါ့အခုချိန်မှာဖျားဆိုတာလည်းမရှိတော့တရားဆိုတာလည်းလက်စုပ်လက်ကင်ပြလို့ရတဲ့အရာမဟုတ်အဲ့တော့တန်ခါရတာလည်းအဓိကကြားတယ်အဲ့ဒီတန်ခါသည်ဖျားလည်းရှိအောင်လုပ်လို့ရတယ်တရားလည်းရှိအောင်လုပ်လို့ရတယ်လုပ်လဲလုပ်ရမယ်ပေါ့အဲ့တော့ဒီမြတ်စွာဘုရားဟောကြားတဲ့တရားတို့မဟုတ်သာသနာထိမ့်သိမ်းဆောင်ရှောက်ခြင်းကိစ္စရဲ့အပြင်ကိုယ်တိုင်လည်းပဲရှေ့ဆောင်လမ်းပြလက်တွေ့ကျင့်သုံးမှုအပိုင်းကဏ္ဍဒါလည်းအများကြီးလိုအပ်တယ်ဒါဒုတိယတတိယပိုင်းတော့ပြန်လည်ဖြန့်ဝေခြင်းပိုင်းပြန်လည်ဖြန့်ဝေခြင်းဆိုတာဒီတရားဓမ္မတွေကိုလူပုဂ္ဂိုလ်များအတွက်ပြန်လည်ဟောကြားပေးခြင်းဆိုဆုံးမပေးခြင်းလမ်းညွန်ပြပေးခြင်းလမ်းမှန်ရောက်အောင်ပို့ဆောင်ပေးခြင်းအဲ့ဒါတတိယပိုင်းပေါ့ဖြန့်ဝေခြင်းပိုင်းကဏ္ဍပေါ့တော့ရဟန်းသားမဏေများအနေဖြင့်သာသနာတာဝန်3ရက်ပေါ့နံပါတ်1ကစာသင်စာချဗရဏပြု၍နံပါတ်2ကကိုယ်တိုင်ကိုယ်ကျရှေ့ဆောင်လမ်းပြလက်တွေ့လိုက်နာကျင့်သုံး၍နံပါတ်3ကလူပုဂ္ဂိုလ်များကိုပြန်လည်ညွှန်ပြဆိုဆုံးမှခြင်းအဲ့ဒါသာသနာဝန်ထမ်းရှင်ရန်များရဲ့တာဝန်ပေါ့ဒီလိုတာဝန်တွေကိုကြည်ပြွန်စွာထမ်းဆောင်ခြင်းဖြင့်တိုင်းပြည်အကျိုးလူမျိုးအကျိုးဘာသာသာသနာအကျိုးလူပုဂ္ဂိုလ်များရဲ့ကောင်းကျိုးချမ်းသာအတွက်ဆောင်ရွက်ပေးဖို့ရာအတွက်တာဝန်ရှိတယ်လို့ဒါသာသနာတာဝန်ပေါ့သာသနာဝန်ထမ်းရှင်ရန်များရဲ့ရည်ရွယ်ချက်ပေါ့အဲ့သာသနာဝန်ထမ်းရှင်ရန်များရဲ့ရည်ရွယ်ချက်ကိုပြည့်စုံအောင်ဆောင်ရွက်ခြင်းဒီပဲဒါမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့အနာဂတ်ရည်ရွယ်ချက်ဆိုတာတော့သာသနာရဲ့ရည်ရွယ်ချက်တိုင်းပါပဲသာသနာသည်နိုင်ငံနဲ့လူမျိုးအတွက်အကျိုးပြုသောချမ်းသာကိုပေးစွမ်းနိုင်သောအဖွဲ့အစည်းတစ်ခုဖြစ်မှာပဲတန်ဖိုးရှိမယ်ပေါ့နော်ဒါပဲအစတိုင်ရွေးချက်လို့ပြောလို့ရပါတယ်ဒီမှာတော့ကောင်တယ်ပေါ်ဆောင်ရွက်နေတဲ့ပညာရေးတွေကတော့အဓိကလမ်းကြောင်း2ခုနံပါတ်1ကတော့သာမဏေကျော်ပညာရေးနံပါတ်2ကတော့အဘိဝန္တပညာရေးပေါ့အဲ့ဒီ2ခုကိုဒီမှာအဓိကသားပေးပြီးတော့ဆောင်ရွက်ပြီးတော့နေတယ်ဒီသာမဏေကျော်ပညာရေးကိုကိုရင်ဘဝမှာဒီကြောင့်မှာ7 73အရွယ်တွေရောက်လာကြတယ်15 16လောက်ဆိုရင်သာမဏေကျော်ပညာရေးစတင်ပြီးတော့ဖြည့်ဆို့ကြတယ်16 18လောက်ဆိုရင်ဒါဘွဲရသွားတယ်သာမဏေကျော်ဘွဲရသွားရင်တော့ကျောင်းမှာအခုစာကြဘုန်းကြီးဆိုမှခန့်ပေးလိုက်တော့ဒီမှာသာမဏေကျော်ဘွဲရလက်တလုံးသတင်းသုံးနေတာတွေကသာမဏေကျော်ဘွဲရတက်ကိုက100နီးပါးလောက်ရှိတာပေါ့သာမဏေကျော်နဲ့ပြည်ဝန်သားတွေတွဲစသည်ဖြင့်ထည့်လိုက်မယ်ဆိုရင်တော့200နီးပါးလောက်ရှိမှာပေါ့နော်အဲသာမဏေကျော်ပညာရေးကပထမခြေလှမ်းပေါ့အဲ့ရနေတဆင့်ဒါအခုဘိယုံသာဆောင်းပွဲတွေဖြည့်တယ်ဆိုတာဒါတော့ထိတ်တန်းဆောင်းပွဲတွေဖြစ်သွားတယ်အဲထိတ်တန်းဆောင်းပွဲတွေဖြည့်ဆိုနိုင်ဖို့ရအတွက်အဓိကခြေခံကောင်းတဲ့သာမဏေကျော်ဆောင်းပွဲဒါအဓိကလုပ်ခဲ့တယ်အဲဆောင်းပွဲအောင်မြင်လို့ရှိရင်အခုစာကြဘုန်းကြီးပေါ့အဲဘိယုံသာဆောင်းပွဲတွေထဲမှာ2တန်းဖြည့်ရတယ်ပထမတန်းစာသင်တန်းခေါ်တယ်အဲစာသင်တန်းအောင်ရင်လည်းပဲစာကြဘုန်းကြီးခန့်ပေးတယ်ဘိယုံသာဘွဲရသွားရင်တော့နာယကဆရာတော်အဖြစ်ဒီမှာသတ်မှတ်ပြီးတော့ခန့်အပ်ပေးတယ်သာသနာဝန်ထမ်းရှင်ရန်များထမ်းရွက်ရမယ့်တာဝန်တရားမှာနံပါတ်1စာသင်စာချလုပ်ငန်းကအဓိကဖြစ်တော့စာကြဘုန်းကြီးကောင်းတစ်ပါးဖြစ်ဖို့တာမဏေကျော်ပညာရေးနဲ့လည်းပြည့်စုံဖို့လိုတယ်အဘိဝန္တပညာရေးနဲ့လည်းပြည့်စုံဖို့လိုတယ်အဲ့ဒီနှစ်ခုလုံးပြည့်စုံသွားရင်သာသနာတော်အတွက်အားကိုးရတဲ့စာကြဘုန်းကြီးတစ်ပါးပြည့်စုံလုံးလောက်တဲ့စာကြဘုန်းကြီးတစ်ပါးကောင်းကောင်းဖြစ်နိုင်တယ်ပေါ့ဒါကြောင့်အဲ့လမ်းကြောင်းပေါ်မှာပဲဒီမြတ်စွာဘုရားပညာရေးကသွားခဲ့တယ်သွားနေတယ်ပေါ့ရှေ့ဆက်လည်းသွားအောင်မယ်ပေါ့အဓိကတော့ခုနလိုစာသင်စာချကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်ခြင်းဒီပဲသာသနာတော်ရဲ့အသက်ကိုပေးဆက်နေတဲ့လုပ်ငန်းဖြစ်တော့ကြတော့အဲ့ဒီလုပ်ငန်းကိုပဲဒီကြောင်းတွေကအဓိကဥတည်ထားတာဖြစ်တော့ကြတော့ဒါကြောင့်သာမဏေကျော်ပညာရေးနဲ့ဘိယုံသာပညာရေးကိုအလေးပေးပြီးတော့ဒီမှာဆောင်ရွက်တယ်ပေါ့နော်
စာသနာတည်ထောင်တဲ့တတန်က30တနှစ်ထဲကိုရောက်လာပြီအဲ့တော့အောင်ချက်တွေကတော့တစိမ့်တိုးကောင်းလာခဲ့တာဒါပါတော့စာသနာတည်ထောင်ခြင်းကနေစပြီးတော့10နှစ်ကျော်လောက်ကနေစပြီးတော့အချိန်ရလာပြီးတော့ကောင်းခဲ့တာပေါ့အခုနှစ်ပေါင်း20နီးပါးရှိခဲ့ပြီပေါ့အဲ့တော့အခုချိန်ထိတော့လည်းကောင်းနေသေးပါပဲနှစ်တိုင်းနှစ်သားမကျော်ဆောင်ပွဲတွေလည်းအများကြီးအောင်တယ်အစိုးရငယ်လက်ကြီးတွေမှာလည်းထူအောင်နေဒီနှစ်ဆိုလည်းအများကြီးပါတယ်ပေါ့ရှင်းနှစ်တည်းလည်းပါခဲ့ပါတယ်ဘိယွန်သားဆောင်ပွဲတွေမှာလည်းရန်ကုန်ရောမန္တလေးမှာရောအောင်ချက်ကောင်းတဲ့ထဲမှာပါတယ်ပေါ့အဲ့တော့ခုချိန်ထိတော့ကောင်းခဲ့တော့မယ်ကောင်းနေသေးပဲပေါ့နော်ဒီဘိယွန်သားတစ်ပါးဖြစ်ဖို့ဆိုတာတော့အရင်နေ့တွေအများကြီးပဲအရင်နေ့များစွာဆိုတာအချိန်ကာလအပြင်ဖြစ်စေစာသင်ကြားမှုစီမံခန့်ခွဲမှုပိုင်းအပြင်ဖြစ်စေနောက်ကတရားဓမ္မတွေရဲ့ထောက်ပံ့အားပေးမှုဖြစ်စေပေါ့အရင်နေ့တွေကတော့အများကြီးပဲဒီလိုဘိယွန်သားဘွဲရတဲ့တန်ခါတစ်ပါးမွေးထုတ်နိုင်ဖို့ဆိုတာပံ့ပိုးပြရတဲ့အပိုင်းကဏ္ဍတွေကအများကြီးကာယကံရှင်ကိုယ်တိုင်လည်းပဲကြိုးစားပြီးတော့ရင်းနှီးပြီးတော့ဆောင်ရွက်တဲ့အပိုင်းတွေလည်းအများကြီးပဲဆရာသမားတွေဘက်ကပံ့ပိုးပြရတာတွေလည်းအများကြီးပဲတရားဓမ္မတွေဘက်ကထောက်ပံ့လူရန်တောင်းယူရတာတွေလည်းအများကြီးပဲဒီစာသင်နဲ့ထားပါတော့စာသနာတစ်ပါးကိုရင်7နှစ်73ကနေပြန်မြဝတ်ကြတယ်7နှစ်73ကနေမှသင်္ကန်းဝတ်တဲ့ရှင်သာမဏေများဒီခုန18 19 20မှာဒါသမကျော်ပွဲတွေရတယ်22 23လောက်ကစပြီးတော့ဘိယွန်သားဆောင်ပွဲတွေဖြည့်ရတယ်30နီးပါးလောက်မှာပဲအသက်30အရွယ်နီးပါးလောက်မှာပဲဒီဆောင်ပွဲတွေကပြီးကြတာများတာဒါပုံမှန်ပေါ့နော်ဒီတဲ့ခတ်တော့ခက်မြန်ပြီးတာဆိုရင်တော့25 26အရွယ်တွေမှာပြီးတာတော်တော်နည်းပါတယ်ရတော့ပြန်တော့28 29 30ကျော်လောက်မှာပြီးကြတာများတော့ပြန်မြဒီဘိယွန်သားတစ်ပါးပညာသင်နှစ်က15နှစ်16နှစ်လောက်ရှိမှာပေါ့နော်15နှစ်16နှစ်ကာလရင်းနှီးပြီးမှဒါတောင်ဒီဇိုင်းမတ်အစမပြတ်စူးစမ်းခဲ့မှာကြားထဲမှာနည်းနည်းလေးအကြောင်းတစ်ခုခုကြောင့်ရက်ဆိုင်သွားတယ်ဆိုရင်ကိုပဲအားနည်းချက်ဖြစ်ပြီးတော့ဒီဆောင်ပွဲတွေပြီးဖို့ကမလွယ်ဘူးအသက်7နှစ်73ကနေအသက်30ရွယ်လောက်ထိကိုပညာရေးပုံမှာဒီဇိုင်းမတ်ရှိနေမှာအစရာရောတပည့်ရောဒီလောကထဲမှာဟိုကောင်းကောင်းမွန်မွန်ကာကံရှင်ကိုယ်တိုင်လည်းကျမ်းမာရေးကောင်းအဲ့လိုပေါ့ကံဉာဏ်ဝိရိယလည်းပြည့်စုံနောက်ကထောက်ပံ့မှုအားပေးမှုတွေလည်းကောင်းအဲ့လိုအခြေအနေမျိုးတွေအရက်ပြည့်စုံမှဒီလိုဘုန်းကြီးတစ်ပါးဆိုတော့ပေါ်ပေါက်လာတာဖြစ်တော့ပေါ်ပေါက်ဖို့ရမလွယ်သလိုပေါ်ပေါက်လာရင်လည်းတန်ဖိုးကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တော့အဓိကဝမ်းသာရတာပေါ့နော်အဓိကတော့တန်ဖိုးကြီးတယ်ဆိုတာကတော့သာသနာတော်အတွက်သာသနာတောင်းဝန်ထမ်းဆောင်ရမှာအရေးပါအရာရောက်တဲ့စွမ်းဆောင်ရည်မြင့်တဲ့ပုဂ္ဂိုလ်တွေဖြစ်လို့ဝမ်းသာဦးစင်းဝရဝရဥရဒလင်္ကာရဖြစ်ပါတယ်ဦးစင်းကိုစကိုင်းတိုင်းဒေသကြီးမြို့မျိုးနဲ့တာယာအေးရွာမှာဖခင်ကြီးဦးကျော်စိုးမေတော်တော်ကြီးငွေတို့မှ1362ခုနှစ်ကိုမွေးဖွားပါတယ်ခုရတဲ့ဘွဲကတော့ဒီတရားစာသင်တဲ့အောင်တာပါပဲအဲ့လိုစာသင်တဲ့အောင်တော့ကျတော့ဦးစင်းအတိုင်းပြည်တော်ဝမ်းသာတာပေါ့ဒီဆောင်ဝဲတွေအောင်ဖို့အတွက်စာတွေလည်းကြိုးစားခဲ့တာဆိုတော့အခုလည်းကြိုးစားလိုက်လောက်အခုလိုအောင်မြင်တဲ့အတွက်အလုံးမတန်တော့ပြောင်းပြီးပါတယ်ဦးစင်းကဘွဲတွေဘာတွေရပြီးပညာတွေပြည့်စုံပြီးဆိုရင်တော့နောက်တစ်ချိန်မှာတော့ဒီလိုမျိုးဆန်တင်လိုက်တည်ထောင်ပြီးတော့ဆန်တင်သားဆန်ကတွေမွေးပြီးတော့သာသနာကိုပြုကျင်ပါတယ်လို့အဲ့လိုမြင်ရတာဟုတ်ဘုန်းကြီးတို့ဒီလိုလိုသူကဒီနေ့ကသာသနာအောင်သွားပြီဆိုစာကြတဲ့အောင်ဖို့အတွက်ဘာဒီကထားတော့ကုသကံလေးစာကြတဲ့ကုသတော်တော်အားကောင်းမှအောင်တယ်လို့ကြားဘူးလေစာကြက်ရုံနဲ့မအောင်ဘူးဆိုတော့ဘယ်လိုကုသကံနေဦးစင်းဖြည့်တည်ခဲ့တော့ပြောလို့ဒီလက်နဲ့ပြီးပါခုံတော်ဘဝမေတ္တာဖို့ဘဝမေတ္တာဖို့စာကြည့်စာများများကြည့်ဆရာသမားတွေပြောတဲ့
နီလန်းတိုင်းမှာတိုင်းညာအတိုင်းနဲ့ဆက်ကြိုးတိုင်းဖြစ်နိုင်တယ် ဦးသိန်းတော်ဦးသိန်းစာတင်တဲ့ဘယ်နှပါအောင်လဲလဲလဲ ဒီတော့ကအတင်းမှာတော့နှစ်ပေါင်းနဲ့ကြာစားတယ်ဒီเจ้าမှာလည်းဥတီတလိုက်ပြီးတော့စာရှာတန်းအတင်းက3ပေါက်ပဲဥကုဝီရဒီလိုကြောင့် စာတင်တန်းကိုစလုပ်တာဒီလိုကိုယ့်ကိုရွေးချင်တဲ့ကိုလုပ်တာလားဒါမှမဟုတ်တိုက်တွန်းလို့လုပ်တာစတဲ့ရည်မှန်းချက်ရှိလာတာ ရီမန်းရက်ရယ်လို့တော့ထူးမရှိဘူးပဲပြောပါတယ်ဒါပေမဲ့ကိုရှိကဆရာသမားတွေကိုရှိကနောင်တော်ကြီးတွေကလှုပ်တော့ဒီတိုင်းပဲလမ်းကြောင်းပေါ်လိုရောက် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဒီကမှာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်လို့မလိုလမ်းကြောင်းပေါ်ရောက်တော့လှုပ်ဖြစ်သွားတာစမ်းပြီးလှုပ်ကြည့်လိုက်အောင်မယ်ဟိုအဲ့လိုမျိုးမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရဲစိတ်တော့တကယ်မရှိပါဘူးဦးစင်းတို့ကရွေချက်ကြီးထားပြီးတော့လှုပ်ခဲ့တာ လောက်ခဲ့ရတာပဲတပြောလေဟိုကကြဲတာမဏိကျော်ကြဲရတပြီးတော့တာမဏိကျော်မှာမန္တလေးကိုတန်းအောင်ပဲဒီတော့ဆက်နေတဲ့မနေတဲ့နောက်ရန်ကုန်ဆက်ဖြည့်တင်မဖြည့်တင်စဉ်းစားလိုက်တဲ့ကမှာကိုကသရာတိညို့တွေအာမရတော့ပြီးတော့ငါဘိယွန်သားဖြစ်မယ်ဘိယွန်သားသရာတိညို့တွေအားကောင်းမှဖြည့်နိုင်မှာဆိုပြီးတော့ရန်ကုန်ဆက်နေခဲ့ပါတယ်ဗျာဆက်ဖြည့်ဖို့ဒီလိုနဲ့တာမဏိကျော်ဒီတော့4နှစ်လောက်ခဲ့ရတာပေါ့ဗျာနောက်အကြီးတန်းကြတော့လေအကြီးတန်းတနေ့တည်းနဲ့အောင်နိုင်ပေမဲ့ဒီတော့ဘိယွန်သားဖြစ်မှဆိုတော့သရာတိညို့တွေမရသေးဘူးဆိုအဲ့တနေ့လည်းဆက်နေခဲ့ပါတယ်ဗျာအဲ့ဒီတော့ငယ်လေးကဒီဘိယွန်သားဖြည့်ဖို့ကဆရာထက်တန်နဲ့လောက်ခဲ့ရတာဗျာဘာကြောင့်အဲ့လိုလောရတာလဲဆိုတော့ဒီစာကြဘုန်းကြီးဘွားကိုနေမယ်လို့ရွေးချယ်လိုက်တဲ့ဒီဘိုးအနေနဲ့ဒီဘွဲကိုရအောင်ကြိုးစားမှဖြစ်မယ်ဆိုတော့စိတ်ကရှိခဲ့တာပါဗျာလို့အိုးငယ်လေးကတည်းကဒီဘိုးဒီမှန်းချက်ရှိခဲ့ပါတယ်ဗျာလို့ကတော့ဥဒုမနာရွေချက်ရှိ ရည်ရွယ်ချက်ရှိလားဆိုတော့ဒီလိုတာမဏိကျော်အောင်ပြီးရွာပြန်တဲ့အချိန်မှာဆရာဘုန်းကြီးကမေးရပေါ့တာမဏိကျော်ပြီးရင်ဘာလုံးမှလဲတဲ့ပြီးတော့တာမဏိကျော်ပြီးရင်ဘာလုံးမှလဲဆိုတော့ဒီပထမပြန်ပဲလောက်ရမှာလားကြံတဲ့အတန်းလေးပဲဆက်လောက်ရမှာလားဆိုတော့ပြီးတော့စဉ်းစားကြည့်တော့ဒီပထမပြန်လိမ့်မဲ့လိုက်လုံးမယ်ဖျားဒီတော့ပထမပြန်မှာနည်းနည်းအားနေသေးရဲ့ဆိုတော့ပထမပြန်လိမ့်လိုက်တဲ့အချိန်ဓမ္မစရိယပြီးတဲ့အချိန်ရွာထက်ပြန်တော့လဲဘုန်းကြီးကထပ်မေးရဲ့ဓမ္မစရိယပြီးသွားပြီမင်းတိပိလုံမှာလားဘင်းဝန်သားလုံမှာလားလိုင်းက2လိုင်းပဲရှိတယ်မင်းဘယ်ဟာရွေးမှာလဲဆိုတော့ဒီတော့အာကုံကြောက်ခဲ့တာပေါ့ငယ်တုန်းချင်းအာကုံကြက်မှာအားနေဆိုတော့အာကုံကြောက်ခဲ့လို့ဒီဘင်းဝန်သားဆိုတော့လှုပ်ခဲ့တာဘင်းဝန်သားလိုင်းပဲလိုက်တာဘင်းဝန်သားလိုင်းအာကုံကြောက်လို့ဘင်းဝန်သားလိုင်းလိုက်မှာပဲဒီတော့လို့ဒီအာကုံစာပြန်တော့အာကုံပါနေရဆိုတော့တိတ်တော့မထူးဘူးပေါ့ငယ်တုန်းရင်ရည်ရွယ်ချက်တော့ကောင်းအောင်မပါခဲ့ဘူးဆရာသမားမေးလို့ဒါဒီလိုဖြေခဲ့တာဒီလိုဘင်းဝန်သားလိုင်းဒီဘက်လိုက်မယ်ဆရာဒီလိုမေးလို့ဒီလိုလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲဒီလိုလောက်ခဲ့တာပေါ့ဥကုန်းတင်ညာဦးစင်းကတော့တနစ်ထဲနဲ့ဦးစင်းပြီးရဆိုတော့အစာရင်ဦးစင်းရည်ရွယ်ချက်ရှိနဲ့ဒီပထမပြန်ဦးစင်းကောင်းကောင်းကြိုးစားခဲ့မှတဲ့ဦးစင်းရည်ရွယ်ချက်ရှိနဲ့ပဲဦးစင်းဒီ line ကိုလုံးမယ်လို့ဦးစင်းစဉ်းစားခဲ့ရလား ပြောရချက်ကလည်းဒါဦးစင်းတို့လိုပါပဲတပည့်တော်လည်းဟိုလိုကျောင်းရဲ့အနေထားရမယ်တပည့်တော်ကဒီလိုလုပ်ခဲ့ရတာပေါ့တပည့်တော်အပြင်ကျောင်းမှာနေမယ်ဆိုရင်တော့တံမြုံနဲ့ဒါလမ်းဆုံးသွားမှာပေါ့တံမြုံငယ်လည်းကြီးနေတာဓမ္မစီရအဲ့လောက်ပဲလမ်းဆုံးသွားမှာဒီကျောင်းနေရာဆိုတော့ဒါအချိန်တရက်ကြောင့်ဒီမှာဒီမြန်နေတငယ်ချင်းတွေလည်းဒီလိုလုပ်တယ်ဆိုတော့ကိုလည်းဒီလိုလောလိုက်ရတာပေါ့ဘလိုမျိုးကြီးထူးပြီးတော့ရွယ်ချက်တွေပါလေအောင်မယ်ဆိုတဲ့ရွယ်ချက်တွေအဲ့လိုတော့မရှိပါဘူးဒါပေမဲ့လုံးတဲ့အခါမှာတော့ဒါကိုကလုတ်ပြီးဆိုတော့ဒီလမ်းကိုစရွေးလိုက်ပြီးဆိုတော့ဒါလမ်းဆုံးနေရှောင်းမယ်တာဝန်တော့ကိုမှရှိပြီးသွားပြီဆိုတော့ကြိုးစားရတာပေါ့ကိုအောင်မြင်တဲ့အတိုင်းခါဒီပေါ့ကိုကဒီတနေ့တည်းအောင်မြင်လားဒီတနေ့အောင်မြင်လဲဒီတနေ့နဲ့တန်တော့ပေးစမ်းပါတယ်လေနှစ်နှစ်ရွေးချက်တာဆိုလို့ရှိရင်လည်းဒါနှစ်တန်တော့ကိုကကြိုးစားရမှာပဲဆိုတော့အဲ့လိုကြိုးစားရတာပေါ့နော်ကိုရဲ့ရွေးချက်နဲ့ကိုကြိုးစားရတာရွေးချက်ကတော့ဒီဘက်ကတော့လို့ဒီတန်းကြီးကိုတော့ကြာကြီးတော့ဒါနေမယ်လို့တော့စိတ်ကူးတော့မရှိဘူးပေါ့နော်ဒါကိုတနေ့တန်ဒီနှစ်နှစ်တန်ဒီအဲ့လောက်ပဲဒီတော့အလွန်ဆုံး3နှစ်ပေါ့ဒီလိုအဲ့လောက်ပဲပေးဆက်မယ်လို့ပဲဒါရည်စူးပြီးတော့ဒါလုပ်ရတာပေါ့အဲ့လိုလုပ်ခဲ့ရတာပါဒီတော့ဟိုလိုမျိုးကြီးကျန်တာတော့တကယ်ချင်းနေတာပြောပါပေါ့သူတို့လက်စားလို့ကိုလက်စားလို့ကိုမသိတာသူတို့မေးသူတို့မသိရလဲဒါကိုကအထိုက်ဆိုင်လျောက်ဖြေနိုင်တယ်လို့ဖြေပေးရတာပေါ့အဲ့လောက်ပါဟိုအိုးဒရာရောဦးစင်းကတော့ကျတော့ဒီ
ဒီလိုလောက်ခဲ့ရဆိုတော့ဦးဇင်းကဒီအကြောင်းမှာတော့ဦးဇင်းကဒါနံပါတ်1နဲ့အောင်တာပေါ့နော်နံပါတ်1နဲ့အောင်တာဆိုတော့ဦးဇင်းရဲ့ပုံသဏ္ဍာန်ရောဦးဇင်းစာလုံးပုံလုံးနည်းတွေရောဘယ်လိုများရှိမလဲပေါ့နော်ဦးဇင်းစာလုံးပုံလုံးနည်းဘယ်လောက်များပြပြတတ်လောက်ခဲ့တယ်လဲပေါ့စာပေါ်မှာဖြည်းဖြည်းပေါ့ စားလုပ်တာတော့ဟိုလိုပြောမယ်ဆိုအများတန်းလို့ဖြစ်နေတာဟောဒီကြောင်တိုက်ရဲ့ဝေယဝိစာဒီကစွန်းစားချိန်တွေပါလွှဲရင်တော့ကျန်တဲ့ချိန်ကတော့တက်နေမြအဲ့ချိန်တွေပါလွှဲရင်တော့ပေါ့ကျန်တဲ့ချိန်တက်နေမြစားပဲအောင်ပြုမိတယ်ပေါ့ဟိုလည်းဒီတန်းကြီးကိုဟိုမြန်ပြီးကျင်တာပေါ့စာတင်နေဆိုလဲသိမကြခြင်းဦးလေရှေ့ကဦးစင်းနေလည်းရှိတယ်တချို့ဆိုကြာကြတယ်ဆိုတော့အလိုကြည့်ပြီးတော့ရှေ့ကဦးစင်းနေလည်းကြည့်ပြီးတော့နည်းနည်းအဲ့လိုကိုယ်လည်းအဲ့လိုကြားတော့မှစာတင်နေမှာပဲနေ့တကြားမှကြောက်တယ်ကြောက်တဲ့ကြောင့်မို့မြန်ပြီးအောင်ဆိုပြီးတော့စူးစမ်းအထုတ်တာပဲဘလို့နံပါတ်1တွေဘာတွေရမယ်လို့တော့မထင်ပါဘူးဒီတိုင်းပဲတန်းအောင်လောင်းတော့ပဲဆိုပြီးတော့စိတ်ထဲမှာတော့အဲ့လိုပဲထားတာစူးစမ်းပြီးတော့စာစူးစမ်းတယ်ဖြေတော့လေတခြားလေးဖြေရတာပဲအဲ့လိုရတဲ့ကြောင့်ပဲဒီနံပါတ်1ဆိုရရမှာပေါ့ကိုလည်းပြန်သုံးသပ်ကြည့်ရပေါ့စာကြီးပဲဟိုပင်မိုင်းလုံးရင်တော့လည်းကြက်မိုက်တွေထိခိုက်နေတယ်ဆိုတော့နားကျင်နေလဲနားတာပေါ့အေးတချို့ခါကျပင်မနေလို့ထင်တော့စာမလုပ်တော့ဘဲနဲ့ခဏအနားယူပြီးတော့ easy လေးနေလိုက်ရပါဘူးအဲ့လိုလေးတော့လောက်အောင်ပေါ့ကျမကြီးမထိခိုက်တော့စာလုံးကြီးပေါ့အဲ့လိုမျိုးပြောရမှာပေါ့ကိုအချင်းတွေကိုလည်းသုံးသပ်ပြီးတော့ကိုလုံးနဲ့စာလုံးရမယ်လို့တော့ထင်တာပဲပေါ့ခုနတည်းကလည်းတနေ့ထပ်ပြီးရဆိုတော့စာတွေကိုဘယ်လိုကြိုးစားခဲ့တယ်လဲလို့လေးဖြည်းဖြည်းပါအောင်ဒီရောတို့ကြီးတန်းရောက်တော့ကြတော့အဲကိုဗစ်တွေပါစဖြစ်တော့ကြတော့အဲ့ကလေးဒီရောကြီးတန်းရောက်ကြတဲ့ရွေချက်ရှိပါလေသာသနာလို့ဖို့ဆိုတာဒီဓမ္မစရိယလည်းကိုကမသွားခြင်းသေးဘူးလေသာသနာလုံးမှပဲစာမြင်မှာပေါ့ဒီရောပထမဆုံးနေခဲ့တဲ့စာသင်တိုင်းရောဒုတိယနေခဲ့တဲ့စာသင်တိုင်းရောဟိုပြည့်ပြည့်ဝဝရင်သိမပေးနိုင်ဘူးပေါ့အကိုအလက်မှာလည်းအဲ့လိုမဖြစ်အောင်လို့ဆိုပြီးတော့အကျိုးသားမယ်ဆိုပြီးတော့ဒီကြောင်ကိုရောက်လာတယ်ပေါ့ဒီကြောင်ရောက်လာတဲ့အိမ်မှာတော်တော်များများလည်းစာသင်တန်းတွေပိုင်းလို့စာသင်တန်းလုံးမှပဲစာမြင်မယ်ဆိုတာလည်းကိုကလည်းနည်းနည်းထိုက်တဲ့တော့ပြီးတော့ကြတော့ကြီးတန်းကလေးရပဲဒီစာသင်တန်းကိုအထောက်အကူပြင်မဲ့ဒီကြံရင်းတွေပါလိမ့်ပဲအဲ့မဲ့ကလေးရပဲဒီချာချာလေးလောက်ခဲ့တယ်ပေါ့လေဒီမှာရောက်တော့လေဟိုတိုင်းလောက်တာတော့မဟုတ်ပါဘူးပုံမှန်မှာပဲဒီရှေးတုန်းကလုံရိုးလုံစင်နေပါပဲဒီမိကွင်းတိုက်နေပေါ့ဒီဦးဇင်းတို့ဆရာသမားပြောသလိုပါပဲဒီအောင်သွားတဲ့လူတော်တော်များများကတော့ဒီမြတော့မိကွင်းနဲ့မကင်းဘူးဆိုတဲ့အတိုင်းပါပဲဒီတော့လည်းအဲ့ဒါမျိုးမိကွင်းများများတိုက်တယ်ဒီထိုက်တဲ့လောက်ပါပဲသူများတဲ့ပို့လောက်တော့အဲ့ဒါမျိုးလည်းမရှိဘူးပုံမှန်မှာပဲ8 နားကျင်တော့စကားပြောချင်းပြောကြကြပပပဲလောက်ခဲ့ပါတယ်တာကြီးထူးထွေတော့မရှိဘူးရဲ့ဒီတော်တော်များများတော့စောင်းဝဲတနေ့တည်းကြာရင်တော့စိတ်ထဲကြာကြတာများတယ်လေဒီအဲကြောင့်မလို့ဒီဥသစ္စာလမ်းတော့လည်းဒီအတွက်ဘလူတွေခန္ဓာရှိရှိနဲ့လောက်ခဲ့တယ်ပေါ့တော်တော်များတော့အဲလေးတွေနောက်လူတွေအတွက်ပြောပြပါဦး ဒီတော့ဒီဆောင်ဝဲဒီတော့ငယ်ချစ်လို့ပြောလို့ရအောင်ဒီတော့ငယ်တော့ဒီကြောင့်မရောက်ခဲ့နိုင်ဒီကြောင့်25နှစ်ပြည့်ထုတ်တဲ့လှကိုကြီးစာအုပ်ထဲမှာဒီကြောင့်လင်္ကာရာဘီယွန်တိုင်းတွေ့တာဒီတော့အဲ့တော့မူလာတန်းပဲရှိပါသေးတယ်လင်္ကာရာဘီယွန်တိုင်းတွေ့တော့ဒီတော့လည်းလင်္ကာရာဘီယွန်တိုင်းဖြစ်ခြင်းစီဖြစ်တာဒါပေမဲ့အဲ့ဒါစန္ဒတစ်ခုပါပဲဒီတော့အကြောင်းအဲ့မှာနေတော့ဒီတော့မဖြစ်နိုင်ပါဗျာဒီအဲ့လိုစန္ဒတွေကဒီလိုငယ်တော့တော့မဖြစ်နိုင်ဘူးလို့ကိုကစန္ဒလေးတစ်ခုပဲရှိခဲ့တာပေါ့ဖြစ်မယ်လို့တော့မထင်ခဲ့ဘူးပေါ့အဲ့ဒါတွေကိုဒီညက်စက်ကြရောက်မှာပဲဒီတော့ဒီစန္ဒပြန်အကောင့်ထဲပေါ်နိုင်တာပေါ့ပြန်ကောင်းတယ်ပေါ်နေတော့ဒီဆောင်မွေဒီလိုဘလို့ပဲဖြစ်ဖြစ်ဘလို့ခက်ခဲပဲကြုံဒီအောင်လုပ်မယ်လို့တော့ကြိုးစားအဲ့လိုစိတ်ထဲမှာတွေးထားတယ်ပေါ့ပြီးတော့ဒီလိုလေဒီတာမဏေပြီးမှတပြီးတော့ဒီဆိုင်နှန်းစာပြန်လောက်ရတော့တာမဏေမပြီးခင်တပြီးတော့ငယ်လေးကြီးအောင်ခဲ့ရဆိုတော့တာမဏေပြီးမှဒီစာတွေပြန်လောက်ရဆိုဗီဒန်တွေပါပြန်ကျက်လာဆိုဒီလိုလည်းခက်ခဲတာပေါ့ခက်ခဲမယ်ဒီလိုနှစ်တွေပေးရမယ်ဆိုတော့ဒီလိုသိပါတယ်ဒီလိုညံတွေးနေဆိုရင်အဲ့လိုစကြတဲ့ကြိုတီးပြီးတော့ဒီ3နှစ်ချိန်ဒီလိုပေးခဲ့ပါတယ်ဗျာအဲ့လိုဥဇဝနာကိုဒီလိုလောက်ခဲ့တယ်ဆိုဒီလိုချက်လောက်ရှယ်အောင်တယ် ဒီလိုရင်နေတဲ့အကြောင်းကတာမဏေကျော်စတီထောင်ကအစားဘာမှမရှိဘူးပေါ့လေငယ်လက်ကြီးဒီမှာဆရာလောက်ပဲလုပ်ပေးနေတာအဲဒီအကြောင်းမှာတာမဏေကျော်လုပ်ရင်းနဲ့ဒီအကြောင်းရဲ့စာအုပ်တွေဖတ်ဖြစ်တာပေါ့လေဖတ်ဖြစ်တဲ့အခါကျတော့အဲစာအုပ်ထဲမှာဆရာတော်ကြီးကအဘိဝန္ဒနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးရေးတာဆိုတော့အဲဒီကနေပြီးတော့ကြည့်လိုက်ရင်တော့အဘိဝန္ဒလုံးမယ်လို့တွေးထားတာပေါ့အဲဒီလိုပတ်ဝန်းကျင်မှာအဘိဝန္ဒဆိုတာမရှိပါဘူးတာမဏေကျော်တောင်မှအဲတော့တပားပဲပေါ်သေးတာပေါ့လေအဲတပားကလည်းရှားရှားပပ
ဒီလိုလိုစာဝါတက်တော့ဒီလိုလိုပထမဆင့်ကိုဒုတိယဆင့်ကိုအင်ကြီးတွေကချပြီးအဲ့လိုတက်ခဲ့ရတာပေါ့အဲ့ကနေတစ်ဆင့်ရဟန်းဖြစ်တော့မြတ်ဆက်ကြောင်ပြောင်းမှရမယ်မြတ်ဆက်ကြောင်ပြောင်းမှပဲဒီဘိဝနာဖြစ်နိုင်မှာဆိုတဲ့အတွေးနဲ့မြတ်ဆက်ကြောင်ပြောင်းလာတော့ပါဗျာမြတ်ဆက်ကြောင်ပြောင်းပြီးတော့စာသင်တန်းလုပ်တော့3နှစ်ကြာတော့ပါဗျာ3နှစ်ကြာတယ်ဆိုပေမဲ့ပထမဆုံးနှစ်ကတော့ဘာမှမလုပ်ဖြစ်ဘူးပါဗျာအိတ်လိုက်စားလိုက်စာဝါတက်လိုက်ဘာလို့ဆိုတော့အဲ့နှစ်ကစာမိုးလေးဖြစ်ရမယ်မထင်ဘူးဗျာကိုဗစ်လည်းဖြစ်တယ်နောက်နိုင်ငံရေးအခြေအနေမကောင်းတာအကြောင်းစာမွေးမကျင်းပဖြစ်ဘူးထင်လို့ကြော်ပါပဲဗျာအိတ်လည်းစားတယ်စာဝါတက်တယ်အဲ့လောက်ပဲဗျာနောက်ဒုတိယနှစ်တော့စာနေနဲ့လုပ်ဖြစ်တာပေါ့လေအဲ့မြမအောင်ဘူးပါဗျာနောက်တတိယနှစ်ရောက်တဲ့ခါကျတော့ရန်ကုန်သွားဖြေရဗျာဒီပြီးတော့ရန်ကုန်3နှစ်ကြာခဲ့တာပေါ့3နှစ်ကြာပြီးတော့ရန်ကုန်ဖြေပြီးတော့ရန်ကုန်သွားဖြေတဲ့ခါမှာဒီပြီးတော့ရန်တကာမတွေကဒီပြီးတော့တာဂီးစိုက်ကြတာအဲ့တော့ရန်ကုန်လည်းဆက်ကြတယ်ရန်ကုန်ကြားတဲ့ခါဒီပြီးတော့တရားထိုင်ဝင်သွားတယ်ပေါ့လေတရားထိုင်ဝင်သွားတော့တဘာတဲ့နေတော့တွေးတွေအများကြီးတွေ့ဖြစ်တာပေါ့နောက်ဒီလိုရန်တကာမတွေကရန်ကုန်ကနေပြီးတော့အဲ့မြင်အောင်ထိအောင်သူတို့ကိုယ်တိုင်ကားမောင်းပြီးလိုက်ပို့တာအဲ့ဒီမှာဒီတော့တွေးဝင်လာတာသူတို့ငါ့ဘောတာဂီးစိုက်ကြတယ်ငါသူတို့ကိုဘာမှတောင်းဝန်ကြည့်အောင်ပြန်ပြီးတော့မလုပ်ပေးနိုင်ဘူးလို့တွေးတာပေါ့ဗျာတခြားမိဘတွေဆရာသမားတွေဒကာမတွေဖိအားတော့မပေးဘူးပေါ့ဗျာဒါပေမဲ့အဲ့ဒီဖိအားကြောင့်ပဲပြီးတော့ဒီနေ့တော့အောင်မဖြစ်မယ်ဆိုပြီးတော့စာလုပ်ဖြစ်တယ်ပေါ့လုပ်ဖြစ်တယ်ဆိုရင်ပုံမှန်ပါပဲဗျာအဲ့ဒီတွေးလေးအများနဲ့ရှိတာပါပုံမှန်နေ့တွေကတော့အဲ့လိုတွေးလေးအများနဲ့မရှိဘူးပေါ့ဗျာဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီဖိအားကြောင့်ဒကာမတွေပေးတဲ့ဖိအားကြောင့်အများနဲ့ငါအောင်မဖြစ်မယ်ဆိုတဲ့အတွေးလေးရှိအဲ့ဒီတွေးလေးနဲ့စာလုပ်ဖြစ်တယ်ပေါ့ဗျာအဲ့လောက်ပါပဲအဲ့လိုလုပ်လို့လေ3နှစ်ဆိုတော့3နှစ်နဲ့အောင်သွားတာပေါ့ဗျာဒီလောက်ပါပဲဗျာဘုန်းကြီးဦးရတာကဒီနေ့ပြုံးတာကိုရရှိသွားတယ်ပြီးတော့စိန်တော်တော်တွင်းမှာရရှိသွားတဲ့အခါဒီလိုကြာဦးတာကဒီစာကြရန်အောင်ဖို့တော့ကကံဉာဏ်ဝိရိယ3ပါးလုံးစုံနေလို့ရှားဘူးလေဉာဏ်ဘလောက်ပဲစာရေးကြိုးစားဘလောက်ပဲဉာဏ်နဲ့ကောင်းကံမပါဘူးဆိုရင်ဒီကောင်းဝဲကအောင်ဖို့ကတိတ်မသေးကြဘူးလို့ကြားဘူးပါဒါတော့အဲ့ဒါကတကယ်ရောအဲ့လိုဖြစ်နိုင်မလားဆိုဘုန်းကြီးရဲ့အတွေ့အကြုံတွေပြောလို့မိတ်ပါရှင်များမေးသွားတဲ့အထဲမှာချိန်တိုအတွင်းဆိုတော့မတိုပါဘူးဗျာဒီတော့စာသင်တန်းတော့ဟုတ်တယ်ဗျာတစ်နှစ်ထဲအောင်တော့နော်စာချတန်းအောင်ဒီတော့6နှစ်ဆိုစုစုပေါင်း9နှစ်လောက်ရတယ်ဗျာအချိန်မတိုပါဘူးဗျာနောက်ပြီးတော့ဒီစာသင်တန်းစာချတန်းကံဉာဏ်ဝိရိယ3ပါးလုံးစုံမှအောင်တယ်ဆိုတဲ့အထဲမှာပေါ့နော်ဒီလိုဒီဆောင်မွဲဆိုတာဟိုလေဒီဆရာတော်ကြီးကလူသက်ပွဲတို့တတ်မှတ်ထားတာမျိုးရှိတယ်ဗျတချို့လည်းရဟန်းသက်ပွဲတို့အမျိုးမျိုးတင်စားကြတာပေါ့ဗျာဟိုနောက်ပြီးကြတော့ဒီလိုကံတောင်မျိုးဆရာတော်ကြီးကိုယ်တိုင်ကလည်းလေးစားတယ်ဗျအဲ့တော့အမျိုးမျိုးတင်စားတဲ့ထဲမှာဟိုလွယ်ကူတော့မရဘူးဗျတပည့်တော်ဒီကျောင်းတက်ရဲ့ဆရာသမားတွေညွှန်ကြားမှုကအကောင်းလုံးလို့တာတပည့်တော်ဒီတာကြီးထင်လောက်အောင်ကြီးဟိုပေါ့အတင်းအာရမကြီးကြိုးစားရမျိုးမဟုတ်ပေမဲ့လည်းဒီတိုင်းကြီးတော့မရဘူးဗျရှင်မြတ်မိတ်တော်တဲ့အတိုင်းပဲကံတရားလည်းလိုတယ်ဉာဏ်ရောဟိုဝိရိယရောလိုတယ်ဗျအဲ့ထဲမှာမှဆရာသမားတွေရဲ့ရှိမြောက်မှုတွေနောက်ပြီးတော့ကိုယ့်ရဲ့ကျမ်းမာရေးကောင်းမွန်မှုတွေမိဘတွေဒကာမတွေရဲ့ထောက်ပံ့မှုအကုန်လုံးပြည့်စုံပါဗျဒါပြီးတော့စိတ်ထဲထင်တာတော့ဒီလိုတင်တဲ့ထဲကဟိုကစ္စည်းဆရာရေးတော်တဲ့အာရှကျမ်းကိုတင်စားသွားတာဗျအာရှကျမ်းကိုတင်စားသွားတဲ့ထဲမှာဒီအာရှကျမ်းကသမုဒ္ဒရာကြီးနဲ့တူတယ်လို့တင်စားသွားတယ်လေဗျသမုဒ္ဒရာကြီးထဲမှာလည်းငါးတွေရောလှိုင်းတဘိုးတွေရောတကယ်ကိုဟိုကြီးကျယ်ရှိတဲ့ဒီသမုဒ္ဒရာကြီးပေါ့ဗျအဲ့ဒီသမုဒ္ဒရာကြီးကိုကူးခတ်ဖို့အတွက်ဆိုရင်ဟိုတကယ်ကိုဉာဏ်ပညာကြီးတဲ့လူမှကူးခတ်နိုင်တယ်လို့ဟိုတင်စားသွားတယ်လို့ပဲဗျဒီလိုဆောင်မွဲဆိုတာကတော့ဟိုတာမန်တော့မရဘူးဗျတာမန်တော့မရဘူးကံတရားဆိုတာလည်းပဲဟိုတော်တော်လေးကိုဖြစ်ရပါတယ်ဗျဆရာသမားတွေအဓိကတော့ဆရာသမားတွေရဲ့ညွှန်ကြားမှုတိုင်းပဲဟိုလေးလေးစားစားလိုက်နာပြီးတော့လုပ်ဖို့လိုတာပါပဲဗျကျန်တဲ့ဟိုဉာဏ်တို့ဟိုရှေးဝါစီးပွားတဲ့ကံတို့ဆိုတာဒါတွေကိုပြန်ဖော်ပေးဖို့ဆိုရင်ဆရာသမားညွှန်ကြားမှုတိုင်းလုပ်ရင်တို့ဖြစ်နိုင်မယ်လို့ထင်ပါတယ်ဗျကိုယ်တိုင်လည်းပဲအဲ့လိုနီးနဲ့ဆရာသမားတွေညွှန်ကြားခဲ့တဲ့အတိုင်းဟိုအထိုက်လေးရပါတော့တပည့်တော်လိုက်နာပြီးလုပ်ခဲ့လို့ဒီလိုဟိုဖြစ်သွားတယ်လို့ပဲဒီတော့ယုံကြည်ပါတယ်ဗျနောက်ပြီးတော့စာသင်တန်းမှာဆိုရင်ဒီလိုကြိုးစားမှုအဓိကဆိုဟုတ်တယ်ဗျအဓိကဆိုရင်ပဓာနာဆိုရင်အပဓာနာဖြစ်တဲ့ကံတရားရဲ့လိုတယ်ဗျစာချတန်းမှာကျတော့ကံကပဓာနာဟိုကံကပဓာနာကြိုးစားမှုအပဓာနာဆိုပေမဲ့လည်းပဲမရဘူးဗျကံတစ်ခုတည်းလည်းမရဘူးဗျကြိုးစားမှုတွေလည်းပါမှရတာဗျ
ကြက်တင်ကြက်ထိုက်ထိုင်လဲကြက်ရတယ်မှတ်တယ်မှတ်လိုက်တယ်လဲမှတ်ရတယ်လေးလာရတယ်အဲ့လိုမှအကြောင်းနဲ့အကုန်စုံမှသာဖြစ်နိုင်တယ်လို့တပည့်တော်ထင်ပါတယ်ဗျတပည့်တော်ခုနပြောခဲ့တယ်လို့ပဲဗျဟို9နှစ်ပြီးခဲ့ရပါတယ်လောလောကူနဲ့တော့မဟုတ်ပါဘူးဗျနှစ်လည်းမတူပါဘူးဗျာတော်တော်လေးကိုဒီတိုင်းဟိုဖီအားတွေကြားရနေပါနော်လောက်ပဲရအောင်ဦးစင်းကဘွဲကဥကောဝိဒပါ1363ခုနေုံလာဆန်း8ရက်နေ့စရောက်တာနော်စရောက်တဲ့အချိန်ကမြတ်စိတ်ကြာအကြောင်းမှာတန်ခါ116ပါပဲရှိရအဲ့ဒီအချိန်မှာကဒီကျောင်းတိုက်တည်ရဲ့ဆရာတော်ကြီးဦးလက္ခဏာရန်ကင်းတော်မှာဖျားတယ်တာပေါ့ဖျားတယ်သွားတဲ့ခါကျတော့ဒီမှာကတန်ခါတွေကခုနလိုစာဝဏီခက်ခဲနေတဲ့အချိန်အဲ့မှာစာဝဏီတွေခက်ခဲနေတဲ့အချိန်မှာမဟာနာယကဆရာတော်ဖြစ်တဲ့ဟိုဥယျာဉ်ကဘိဝန္တလိုအပ်နေတာပေါ့နော်လိုအပ်နေတဲ့အခါကျအဲ့ပါရမီဖြည့်ဖို့ဆိုပြီးတော့ဆွမ်းချောင်းတာဝန်စယူရတာပေါ့နော်ဆွမ်းချောင်းတာဝန်ယူရတဲ့အခါတော့အဲ့မှာဆွမ်းကတ်တွေကလည်းတိတ်မရှိဘူးပေါ့မရှိတဲ့အခါကျဆွမ်းခန္ဓာလည်းဆွမ်းဟင်းရလည်းနဲတယ်ပေါ့နေတဲ့အခါကျဦးဇင်းပဲစီမံပြီးတော့ဖန်တီးလာတာပါနော်အဲ့ရနေပြီးတော့ဒီနေ့အချိန်ထိ24နှစ်နီးပါးလောက်ရောက်လာပြီပေါ့နော်အခုချိန်ထိတာဝန်ဆက်လက်ထမ်းဆောင်နေတာပေါ့ဆွမ်းချောင်းတာဝန်ပေါ့နော်အနာဂတ်ရည်မှန်းချက်ကတော့ဦးဇင်းတို့ဒီအဓိကရည်ရွယ်ချက်ကတော့အစကလာတော့ကရည်ရွယ်ချက်ကတော့ပညာသင်မှုပေါ့နော်အခုနောက်ပိုင်းကျတော့တန်ဃာတွေဒုက္ခဆင်းရဲတွေနောက်ဒုက္ခရောက်နေတာတွေမကြည့်ရတာနဲ့ပါရမီဖြည့်ဖို့ဆိုတဲ့ပုံစံပြောင်းသွားတာပေါ့အဓိကရည်ရွယ်ချက်ကတော့ပါရမီဖြည့်ရင်းနဲ့ပဲအဆုံးသတ်သွားမှာပေါ့နော်ဦးဇင်းဘွဲတော်ကတော့ကိုယ်နာဝဒလင်္ကာရာပြည့်ဝတာဖြစ်ပါတယ်ဦးဇင်းရောက်ဒီမြတ်ဆက်ကြာကျောင်းတိုင်ကိုရောက်ရှိလာပုံကတော့ဦးဇင်းဒီကျောင်းတိုင်မရောက်ခင်မှာအမရပူရမြို့မာကန်တောင်ကျောင်းတိုင်မှာတည်င်းသုံးခဲ့ပါတယ်အဲ့ဒီကျောင်းတိုင်မှာဦးဇင်းရဲ့ဆရာသမားဖြစ်တဲ့ဘုန်းကြီးဥကောဝိဒကနေပြီးတော့ဒီမြတ်ဆက်ကြာကျောင်းတိုင်ကိုဦးဇင်းကိုပို့ဆောင်ပေးခြင်းဖြစ်ပါတယ်ဦးဇင်းတောင်ယူရတဲ့အပိုင်းကတော့ဒီမှာစာဝါ2ဝါတောင်ယူရတယ်စာဝါကအရင်ဆုံးပထမသာမဏေကျော်တတိယဆင့်စာဝါ1ဝါတောင်ယူရတယ်နောက်စာသင်တန်းစာဝါ1ဝါတောင်ယူရတယ်ဒီလိုတောင်တွေတော့ဦးဇင်းထမ်းဆောင်နေရပါတယ်ဟိုစာသင်သားဘဝတုန်းကမသိခဲ့တဲ့အသည့်တွေအဲ့လိုမျိုးပိုးပြီးတော့အသိဉာဏ်ပိုးပြီးတော့ဖြစ်ထွန်းလာတယ်ပေါ့စာချဘုန်းကြီးဘဝမှာတော့ဒီအသည့်ကတော့စာသင်သားဘဝနဲ့မတူညီတဲ့အသည့်တရားမျိုးထီရလာပါတယ်ငယ်ငယ်ကရောက်ရှိတုန်းကတော့ဦးဇင်းတို့ကတော့ငယ်တယ်ဆိုတော့သိပြီးတော့ကျောင်းတိုက်ရဲ့ဖွဲ့စည်းပုံခြေနေတွေကျောင်းတိုက်သွားလာနေတဲ့အနေအထားတွေတော့သိပြီးတော့သိမဝေဖန်နိုင်ဘူးပေါ့နော်ငယ်ငယ်ရွယ်တုန်းကတော့ကြီးလာတဲ့ခါမှာတော့ဘာတွေသိလာလဲဆိုတော့အုတ်ချုပ်ရေးပိုင်းတွေနောက်ဆရာသမားတွေကတပည့်တွေကိုကတော့စိတ်တက်ပိုင်းရောအစည်းကမ်းပိုင်းရောပညာရေးပိုင်းရောပို့ပြီးတော့လုပ်ပေးနိုင်တယ်လို့ဒီလိုလဲတွေ့ရတယ်ဆရာတပည့်တွေကိုလည်းကတော့ဆရာသမားတွေကစိတ်တက်ကောင်းအောင်ပညာရေးတစ်ခုတည်းမဟုတ်ဘဲနဲ့ဘွယ်ထုဂုံတုရယုံတစ်ခုတော့မဟုတ်ဘဲနဲ့စိတ်တက်တွေရောကောင်းအောင်စည်းကမ်းတွေရောကောင်းအောင်ဒါလုပ်ပေးကြရမယ်ဆရာဘုန်းကြီးကလည်းဒီလိုမျိုးပညာရေးဘွယ်တစ်ခုတည်းဆရာဘုန်းကြီးကတော့လုပ်ဖို့မဟုတ်ဘူးသာသနာတော်မှာဆိုရင်တော့စိတ်တက်လည်းကောင်းမှပညာလည်းကောင်းမှနောက်စည်းကမ်းလည်းကောင်းမှဓမ္မသာသနာပို့ပြီးတော့ရေရှည်တည်မယ်လို့ဒီလိုမျိုးလေးဆုံးမဩဝါဒပေးတယ်ကိုဖြစ်ခြင်းတဲ့စံလာကတော့လက်ရှိအနေထားကတော့စိတ်တက်ရောစည်းကမ်းရောပညာရောအောင်မြင်နေတယ်လို့ဦးဇင်းတို့ကတော့ထက်တဲ့လောက်အောင်မြင်တယ်ပေါ့နော်ထက်တဲ့လောက်အောင်မြင်နေတယ်လို့ဦးဇင်းတို့ကတော့သုံးသပ်မိတယ်ပေါ့ဒါပညာရေးအရှင်အောင်လည်းကောင်းတယ်ပေါ့စိတ်တက်ပိုင်းဆိုင်ရာဆိုတော့လေတပည့်တွေကိုဆုံးမဩဝါဒပေးတဲ့အခါမှာလည်းဟိုလွယ်လွယ်ကူကူနဲ့ဆုံးမဩဝါဒပေးလို့ရတယ်သူတို့ကလည်းလွယ်လွယ်ကူပဲဆုံးမကိုနာခံတတ်တဲ့စိတ်တက်တွေရှိကြတယ်ပေါ့အဲဒါတော့ဦးဇင်းတို့ကတော့ဒီလိုမျိုးစိတ်တက်ရောစီကံရောပညာရောအဲ့လိုပေါ့အမြဲတမ်းဒါတက်နိုင်တဲ့လောက်ကောင်းမွန်အောင်ပဲစူးစမ်းစေခြင်းနဲ့စံတာပေါ့နော်ဒီလိုရှိပါတယ်ဦးဇင်းရဲ့ဘွဲကဥမနောဟရ
ဒီမြတ်ဆက်ကြာမှာစာကြည့်လိုက်မှုတာဝန်ပေါ့ဒီမြတ်ဆက်ကြာကိုရောက်လာတာကလည်းဒီမြတ်ဆက်ကြာကျောင်းတိုင်းမှာစာကြည့်လိုက်ကြီးစောက်လက်ဆဦးဇင်းကလည်းစာကြည့်လိုက်ပညာနဲ့ဘွဲရအပြီးအဲ့ဒီလိုအကြောင်းညီညွတ်ပြီးတော့ကြတော့ဒီဆက်သွားခန္ဓာယုံဘုံကျော်ဆရာတော်ရဲ့ဒီမိတ်ဆက်ချိတ်ဆက်ပေးမှုနဲ့ဒီစကိုင်းမြတ်ဆက်ကြာကိုရောက်လာတာစာကြည့်လိုက်ကြီးကစာအုပ်တွေစနစ်တကျနေရာချနိုင်အောင်ဒီစနစ်တကျနေရာကျတဲ့စာအုပ်တွေကိုလည်းဒီကျောင်းတိုက်ကတန်ခါတွေဒီမြို့တွင်းထဲမှာရှိတဲ့မြို့သူမြို့သားဒီတက္ကသိုလ်ကကျောင်းသူကျောင်းသားအသီးသီးပေါ့အစဉ်ပြေပြေငှားနိုင်မှုအတွက်ဦးဇင်းစီမံပေးရတာပေါ့ဒီအဖိတ်ဥပုပ်ဆိုရင်တော့ကျောင်းတိုက်တန်ခါတွေအဖိတ်ဥပုပ်မဟုတ်တဲ့တခြားရက်မှာဆိုရင်တော့အခုနပြောတဲ့ဒီစကိုင်းမြို့တွင်တက္ကသိုလ်ကျောင်းသူကျောင်းသားသူ့အချိန်လေးနဲ့သူငှားပေးတာပေါ့မနေ့ဆိုရင်8 နာရီကနေ10 နာရီညနေဆိုရင်တော့2 နာရီကနေ9 နာရီအတွင်းအဲ့အချိန်မှာဦးဇင်းတို့ကငှားပေးတာဦးဇင်းကတော့အဲ့ဒီစာကြည့်လိုက်တွေစနစ်တကျဖြစ်အောင်ဒီစာအုပ်တွေစနစ်တကျဖြစ်အောင်စနစ်တကျဖြစ်တဲ့စာအုပ်တွေကိုလူတွေအဆင်ပြေပြေငှားနိုင်အောင်အဓိကတော့အဲ့ဒါပါပဲစာကြည့်လိုက်ကတော့ဦးဇင်းဒီမြတ်ဆက်ကြာဆရာတော်ကိုရှောက်ဖူးတယ်ဆရာတော်ဒီမြတ်ဆက်ကြာစာကြည့်လိုက်ကြီးကိုသူတို့အစဉ်ပြေတဲ့အချိန်သုံးလို့ရအောင်တပြီးတော့စီမံမယ်ဆိုတော့ဆရာတော်ကဒီကျောင်းတိုက်ရဲ့မူနဲ့ကိုက်သွားအောင်ဟိုဒီမှာကတော့ပညာရေးစနစ်အရာသူ့အချိန်နဲ့သူစာကျောင်းတက်စာဝါချိန်တက်စာကျက်ဒါမျိုးတွေရှိတော့အဲ့ဒီလိုစာဝါနားတဲ့အချိန်မှာပဲတန်ဃာတွေကိုလည်းထိန်းတဲ့သဘောနဲ့စာကြည့်လိုက်ကြီးကိုလုပ်ပေးတာပေါ့ဒီစာကြည့်လိုက်ကိုသုံးခြင်းအပြင်ဘာဖြစ်လဲဆိုတော့ဦးဇင်းတို့လိုရင်းပြောလိုက်ရင်တော့ပညာပြည့်ဝပြီးတော့နှလုံးလှလာတာပေါ့ဦးဇင်းတို့ကတော့ဒီစာကြည့်လိုက်လုပ်ပြီးဆိုရင်တော့စာအုပ်တွေကိုတန်နိုင်သမျှထိန်းသိမ်းရမယ်စနစ်တကျနေရာတကျထိန်းသိမ်းထားတဲ့စာအုပ်တွေကိုလည်းဒီစာကြည့်လိုက်ဝင်းကျင်မှာရှိတဲ့ဆက်ဆက်နေတဲ့စာဖတ်တဲ့သူတွေထိတွေ့ပြအောင်ဒီစာတွေကိုဖတ်ပြီးတော့သူတို့ရဲ့စိတ်တွေတတ်နိုင်သမျှအည်သွေးမြင်မာသွားအောင်ဒါမျိုးသာအထောက်ပံ့ပေးမယ်ဝန်ဆောင်မှုပေးနိုင်မယ်ဒီလိုမျိုးတာဝန်ကြတဲ့လူကအဲ့ဒါလိုတာဝန်ကြည့်တယ်လို့တာဝန်ရှိတဲ့တာဝန်ပေးနိုင်တဲ့အကြီးအကဲပုဂ္ဂိုလ်တွေကလည်းဒီလောက်ရမယ့်ပုဂ္ဂိုလ်ကိုလောက်ပိုင်ခွင့်အပြည့်ပေးမယ်ဆိုရင်တော့ဒီဆိုင်ရာနေရာအသီးသီးကတော့ဟိုဘာပဲပြောတိုးတက်လာမှာပေါ့လေအဲ့တော့ဦးရင်းအနေနဲ့ပြောချင်တာကတော့ဟိုရှေ့ရဆရာတော်ကြီးလုံတော်မူသွားတဲ့ဆရာတော်ကြီးကသူ့ရဲ့နေရာအသီးသီးကတာဝန်ယူတဲ့ပုဂ္ဂိုလ်တွေကိုလောက်ပိုင်ခွင့်အပြည့်ပေးတဲ့အခါမှာလောက်ရတဲ့သူပြောသလိုဘလို့အကြီးကဲဘလို့လူပဲဖြစ်ပေါ့လေကိုယ့်ရဲ့တာဝန်ပေးထားတဲ့နေရာပုဂ္ဂိုလ်တွေကိုလောက်ပိုင်ခွင့်အပြည့်ဝပေးမယ်လောက်ပိုင်ခွင့်ရတဲ့သူတွေကလည်းကိုယ့်တာဝန်ကိုကြည်မယ်ဆိုရင်အဲ့ဒီအဖွဲ့အစည်းအဲ့ဒီနေရာဒေသကတော့နေပြောစရာကောင်းတဲ့နေရာလေးဖြစ်မှသိကြပါတယ်ဦးဇင်းရဲ့ဘွယ်ကတော့ဥတည်တလာလင်္ကာရဖြစ်ပါတယ်ဦးဇင်းဒီเจ้าကို1380ခုနှစ်မှာမုံရွာကဆရာသမားကနေပြီးတော့တာမဏေကျော်စာမိုးတွေလောက်ရအောင်ဆိုပြီးတော့ပို့ဆောင်မှုနဲ့ရောက်ရှိလာပါတယ်ရောက်ရှိလာတဲ့အခါမှာဒီเจ้าရဲ့ပညာရေးစနစ်နဲ့အတူတာမဏေကျော်ဘွဲတွေလည်းရရှိခဲ့ပါတယ်အခုလက်ရှိမှာတော့ဦးဇင်းကเจ้าတိုက်ရဲ့ကွန်ပျူတာခန်းမှာတာဝန်ထမ်းဆောင်နေပါတယ်အခုဦးဇင်းရောက်ရှိနေတာကတော့လက်ဆက်ကြာเจ้าတိုက်ရဲ့ကွန်ပျူတာခန်းဖြစ်ပါတယ်เจ้าတိုက်ကွန်ပျူတာခန်းကျောင်းတိုက်ကွန်ပျူတာခန်းကဘယ်လိုစဖြစ်လာတာတော့ဆိုတော့ကျောင်းတိုက်ဆရာတော်ကအစာပိုင်းစောပိုင်းကာလတွေမှာတော့ဦးဇင်းတို့ရဲ့ရှေ့နောင်တော်ကြီးတွေလက်ထက်မှာတော့ကတော့ကျောင်းတိုက်ကအပတ်စဉ်စာမွေးတွေထုတ်တဲ့အခါမှာမေုံထုတ်တဲ့အခါမှာဆိုရင်မောင်အိုလံပီယာခေါ်တဲ့လက်နေဆက်လေးတွေနဲ့ရိုက်ရတာတန်ခါနေတဲ့အခါမှာတော့တိတ်ပြီးတော့ပြဿနာမရှိဘူးတန်ခါရည်တက်ကတဖြည်းဖြည်းနဲ့များလာတဲ့အခါမှာဆိုရင်လက်နေဆက်နဲ့ရိုက်တာကမဖြစ်နိုင်တော့ဘူးပင်ပန်းနဲ့အချိန်ကြာတယ်ပေါ့အားနဲ့ဆရာတော်ကြီးကအားတို့ကွန်ပျူတာစနစ်နဲ့သွားတော့မယ်ဆိုပြီးတော့ကွန်ပျူတာစနစ်ကွန်ပျူတာကိုသင်ခိုင်းတဲ့အကြောင်းကရှေ့ကနောင်တော်ကြီးဦးဇင်းတွေအဲ့လိုလက်ဆင့်ကန့်လာပြီးတော့အခုဦးဇင်းတို့ကကွန်ပျူတာခန်းကိုစပြီးတော့ဦးဇင်းတို့လည်းပြန်ပြီးတော့ကင်တွဲနေတာပေါ့အဲ့လိုကနေစပြီးတော့ကွန်ပျူတာခန်းဆိုတာဖြစ်လာတာပေါ့ခါကြီးအဲ့ကြတော့ကွန်ပျူတာခန်းကသာနာအတွက်အရေးကြီးလားဆိုရင်ခေတ်နည်းပညာအရာနဲ့သာနာကိုပြုတ်နေတယ်လို့ပဲပြောချင်တာပေါ့ခါကြီးအဲ့ကြတော့လက်နေဆက်နဲ့ရိုက်နေမယ်ဆိုရင်တညကို10ရက်ပဲပြီးမဲ့ဟာကတညကိုအရွက်1000 2000ပြီးအောင်ထုတ်နိုင်တယ်ဒါကကွန်ပျူတာတွေရဲ့ဂျေဇူးမိတ္တူသက်တွေရဲ့ဂျေဇူးဒါခေတ်ပညာတွေရဲ့သာသနာတော်ကိုဂျေဇူးပြုတဲ့သဘောတရားတွေပါဗျာဒါကြီးဒီစေပညာကတော့ရှေးကနေပြီးတော့လွန်ခဲ့တဲ့နှစ်တော်များများခဏကနေပြီးတော့ဒီရှေးနဲ့ပတ်သက်ပြီးတော့ရှေးကန်ခဲ့တဲ့ဥစဉ်တွေပေါ့လေသူတို့စီကနေပြီးတော့လေရှေးဘာရှေးဖြစ်ရင်ဘာဖြစ်ရင်ဘာရှေးပြရမယ်
ဘယ်လိုဖြစ်ရင်ပဲအစစ်တောက်အောင်မယ်ဆိုအဲ့လိုမျိုးတွေသူတို့စီကနေပြီးတော့လက်ဆင့်ကမ်းပြီးတော့လေ့လာခဲ့တာပေါ့နောက်တဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အဲ့လိုစာအုပ်တွေဘာညာအဲ့လိုမျိုးတွေဖတ်ရှုပြီးတော့လေ့လာတာတွေလည်းရှိပါတယ်ဒါနာမှာကိုကြာရတောင်းဝင်ပေါ့ကိုကြာရကိုလုံနိုင်တဲ့နေရာနေပြီးတော့ကိုလုံနိုင်တဲ့များလှုပ်သွားဖို့ကိုရဲ့ဟိုကိစ္စမျိုးဆိုလို့လေကိုကြာရတောင်းဝင်ရနေပြီးတော့အကောင်းဆုံးလုံနိုင်ဖို့အဲ့လိုရည်ရွယ်ချက်ပဲရှိပါတယ်ပညာရေးခြေတွေကတော့ဦးဇင်းကဓမ္မစီရပြီးသားပေါ့လေဓမ္မစီရကျမ်းပြီးသားအနာဂတ်ရည်မှန်းချက်ကတော့ဟိုအနာဂတ်ရည်မှန်းချက်ကတော့ဒီသာသနာ့ဒရိုက်မှာပေါ့အခုလိုပဲအဲ့လိုစာချဘုန်းကြီးတစ်ပါးအနေနဲ့ရောပေါ့လေဟိုစက်မရေးတောင်းဝင်ကိစ္စကြီးတယ်အဲ့လိုမျိုးလောက်တာဖြစ်ပေါ့လေဟိုနောက်ကျောင်းတိုင်ဘုန်းကြီးဖြစ်တဲ့ခါမှာလည်းပဲကိုယ့်ရဲ့ဟိုတပည့်တွေကိုမွေးထုတ်ပြီးတော့ဟိုသန္တာကြီးမဟုတ်ရင်တောင်မှပေါ့လေအဲရွာတော့ရလေးကျောင်းမှာပဲဖြစ်တယ်လို့ကျောင်းထမ်းပြီးတော့အဲအနာဂတ်ဆွေဆက်တွေကိုမွေးထုတ်ပေးနိုင်တဲ့မွေးထုတ်ပေးနိုင်တဲ့လူဖြစ်နေတာပေါ့လေအဲအနာဂတ်ကြီးမှချက်ပေါ့မြတ်စကြာကျောင်းတက်ကတော့ဦးဇင်းတို့ရောက်တာလဲကြာလိုက်ဆိုတော့လေဦးဇင်းတို့ရဲ့မျက်စိရှင်းမှာပဲကျောင်းအစင်းစင်းအဲ့လိုပြောင်းလဲလာခဲ့တာပေါ့လေဦးဇင်းတို့ရောက်ခါစားကတန်ခါပါ80လောက်ပဲရှိသေးတာပေါ့80နေပြီးခု900နဲ့မှ20ကျော်လာခဲ့ပြီအဲ့တော့ဦးဇင်းတို့နေစဉ်ထိုင်စဉ်မှာပဲကျောင်းကဦးဇင်းတို့မျက်စိရှင်းမှာပဲအဲ့လိုအစင်းစင်းပြောင်းလဲလာခဲ့တာပေါ့လေအဲ့ဒါဆိုတော့အများကြီးပြောင်းလဲလာခဲ့တာပေါ့ကျွန်တော်ကဆိုရင်အဲ့လိုစားဖို့တော့စားဝတ်နေကျန်းမာရေးအတွက်တော်တော်လေးကြုံကန်ခဲ့ရတဲ့အခြေအနေကနေပြီးတော့အခုလိုအခြေအနေတွေရောက်လာခဲ့တာပေါ့လေ။နောက်ပညာရေးမှာလည်းပဲဟိုကျွန်တော်ကနဲ့ဆိုင်အခုကအများကြီးတိုးတက်ပြောင်းလဲလာခဲ့တာပေါ့လေ။ပညာရေးနဲ့ကျန်းမာရေးဘယ်လိုကွာမှုရှိလဲ။လူတစ်ယောက်ကကျန်းမာမှပညာရေးဆိုတာလေ့လာသိမှုနိုင်တာပေါ့လေ။လူတစ်ယောက်ကမကျန်းမာဘူးဆိုရင်ဘာမှလည်းလို့မရတော့ဘူးပေါ့လေ။ကျန်းမာရေးကျန်းအဲ့ဒါမျိုးပဲကျန်းမာခြင်းကြီးမားတဲ့တစ်ပါးဆိုပြီးတော့ဘုရားရှင်လည်းဟောခဲ့တာရှိတာပေါ့အဲ့ကြတော့လူတစ်ယောက်ကျန်းမာရေးကအဓိကကြတယ်ကျန်းမာရေးမကောင်းတဲ့ပုဂ္ဂိုလ်ဟာဒီစာပေပြည့်တင်ကြလို့လည်းမရဘူးပရိပတ်တွေလည်းအားထုတ်ဖို့လည်းလွယ်ဘူးပေါ့လေအဲ့တော့ကျန်းမာရေးနဲ့ပညာရေးဆိုတာဆက်ဆက်မှုအဓိကရှိတယ်ပေါ့လေအဲ့ကြလူတစ်ယောက်ကျန်းမာဖို့အဓိကကြတယ်ဆိုတော့အဲ့ဒါတော့သိတာတော့ဥစဉ်ဘွဲကတော့ဥစေကနန္ဒာပြည်ဝင်သားအခုမြတ်စကြာကျောင်းမှာတော့နာယကစာချမယ်ဒီကတော့စာဝါချရတော့စာဝါချပြီးတော့ကျောင်းရဲ့စီကံတွေလိုက်ပြီးတော့ဟိုကိုနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့လေစီကံလေးနည်းနည်းပါးပါထိမ့်သိမ့်ပြရတာပါစာတင်သားတွေဟိုလည်းတပည့်တွေကိုလေးလေးစားစားဆက်ဆံပြီးတော့လေးစားစားနဲ့စာဝါချရင်တပည့်တွေဘက်ကလည်းဒီလိုလေးလေးစားစားနဲ့ပြန်ပြီးတော့တုံ့ပြန်တာအဲ့တော့ဟိုနှစ်ဖက်လုံးမေတ္တာရတာပေါ့လေအဲ့တော့စာဝါချရဆိုလေးလေးစားစားချတယ်ပေါ့အချင်းချုပ်ပြောရင်ကိုယ်စီမှာကြာလာမယ်တာဝန်တွေတာဝန်တွေအများကြီးရောက်လာမှာပါအဲရောက်လာမယ့်တာဝန်တွေကိုကြည်ကြည်ပွန်ထမ်းမယ်ဒီလိုပဲရွေးချက်ထားလိုက်တာမြစ်တာ